ဘာဝတရားဖြစ်သည်တဘာဝဆိုတာအရှိမှန်တရားဖြစ်သည်မှန်ကန်သောမြတ်ဓမ္မကိုဗုဒ္ဓဟောခဲ့သည်နေရာတိုင်းမှာတရားရှိသည်အချိန်တိုင်းမှာတရားရှိသည်အရာရာတိုင်းမှာတရားရှိသည်အဲ့ဒါမြင်အောင်ကြည့်ရမည်အဲ့ဒါသိအောင်လုပ်ရမည်တရားသိမှငြိ